ဒီကောင်လေးရတာကျွန်တော်တို့ဒီထွန့်ပေါ့နော်ခွန်ချောင်းကားလေးဘာဖြစ်လဲဆိုတော့မှမြင်တဲ့အတိုင်းပဲကျွန်တော်ဒီနာသူကခွန်ချောင်းကားတွေကကျွန်တော်ဒီထုံးတဲ့အင်ကြီးက3လုံးလုံးနဲ့လာတယ်ဒီနော်ဒီမှာက3လုံးလုံးမှာကျွန်တော်တို့ဒီလေးဝင်းကျွန်တော်တို့ဒီ max air pressure မညီတာပေါ့နော်နှလုံးကမှန်တစ်လုံးကပုံများနေတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီလိုအပ်တာတွေကုန်လုပ်ပြီးစတူပါညာဖြောက်မယ်ပေါ့နော်ကာတာတော့လက်ရှိသူအနေထားပေါ့နော်ကဲဒါကတော့ကျွန်တော်လက်ရှိပြင်ပြီးသားရဲ့အနေထားဒါလက်ရှိမှန်လာပြီပေါ့နော်မှန်လာပြီဒီစတူပြီးပြီးရင်အားလုံးစီကြောစရာလှုပ်ပြီးတော့ကျွန်တော်ဒီစတူပဲကွာဖြောက်မယ်ပြီးကျွန်တော်ဒီအုံနာကြီးပြန်မယ်ပေါ့နော်ကဲပြောချင်တာကဒီစားပြီးဆိုရင်ကျွန်တော်ဒီမီဒီဘင်းဆိုကျွန်တော်ဒီမှာလာရောက်အားပေးလို့ရတယ်ဒီ gram လို့ဆိုเนาะဒီ wiring ပိုင်း engine ပိုင်း diagnostic ပိုင်း body ပိုင်းပေါ့နော်ကဲအားပေးလို့ရပါတယ်ကဲကျေးဇူးတင်ပါတယ်ဗျ